အမွာသမီးလေးတွေမွေးပေးခဲ့တဲ့ဇနီးတွေကိုကျေးဇူးတင်လို့စိန်တွေစိတ်ကြိုက်ဝယ်ပေးခဲ့တဲ့မလေးကောင်ဦးမျိုးတန်စစ်တပ်တဲ့နေရာမှာနံပါတ်1နေရာကိုယူထားတဲ့တတိကြီးဦးမျိုးတန်ကအခုဆိုရင်အမွာသမီးလေးတွေရဲ့အဖေဖေဖြစ်သွားခဲ့ပါပြီ။ဦးမျိုးတန်က2023ခုနှစ်မှာသူတို့သမီးကို1000နဲ့တင်တောင်းပြီးစစ်ဆက်ရာကနေစတင်နေမြကြည်လာခဲ့တာပါ။နန်းတော်ကြီးလိုခန္ဓာတွေအင်ကြီးပိုင်းဆိုင်ထားတဲ့ဦးမျိုးတန်ကလေယာလုပ်ငန်းနဲ့ကြွယ်ဝချမ်းသာတဲ့တတိကြီးဖြစ်ပါတယ်။မျိုးမြမကုမ္ပဏီကိုတည်ထောင်ထားသူဖြစ်ပြီးလေအေကပေါင်းများစွာကိုလည်းပိုင်ဆိုင်သူပါလေရဲကိုကြိုက်သွားပြီးတော့ကြစ်ကြက်လေးရှိတဲ့အပြင်အလူတန်းမှလေးဘယ်တော့မှလက်နေတဲ့သူမဟုတ်ပါဘူးဒါမဲ့သူလက်ထက်တဲ့သူတို့သမီးကတော့အဖေနဲ့သမီးရွယ်လောက်ကွာခြားနေရဖြစ်လို့ဝေးဖန်သူတွေလည်းရှိခဲ့ပါတယ်ဦးမျိုးတန်နဲ့ဇနီးဖြစ်သူကအသက်ကွာခြားပေမဲ့လည်းတကယ်မြတ်တာအစင်းနဲ့ချစ်ခဲ့ကြတာဖြစ်ပြီးဦးမျိုးတန်အတွက်လည်းအမွာသမီးလေးနှစ်ယောက်ကိုမွေးပေးခဲ့ပါတယ်။အမွာသမီးလေးတွေရအောင်ဘန်ကောက်ချင်းအကုန်ကြကံပြီးဖန်ပွန်တရေသားနီနဲ့စူးစမ်းထားတာပါ။ဦးမျိုးတန်ကအသက်ကြီးသွားပြီဖြစ်လို့အထင်သေးခဲ့ကြပေမဲ့လည်းထင်တလောက်လည်းမိုးသေးတာကြောင့်အမွာလေးတွေရဲ့ဖေဖေဖြစ်လာခဲ့ပါတယ်။အမွာသမီးလေးတွေကအခုဆိုရင်တော့အလားသားအရွယ်ရောက်နေပြီဖြစ်ပြီးဦးမျိုးတန်နဲ့လည်းရုပ်ချင်းအတော်လေးဆင်တူပါတယ်။သမီးလေးတွေကိုလည်းမွေးပေးတဲ့စနီးတွေကိုကျေးဇူးတင်လို့ဦးမျိုးတန်ကသူစနီးတဲ့သဘောကျတဲ့စိန်လက်ဝေဒနာတွေကိုကြိုက်တလောက်ဝယ်ပေးခဲ့ပါတယ်။တော်ဝင်စိန်တိုက်ဖွင့်လှစ်ပွဲမှာဦးမျိုးတန်ကစနီးတဲ့နဲ့အတူတရားပေးခဲ့ပြီးဆိုင်ဖွင့်ပွဲမှာစိန်တွေအားပေးခဲ့တာပါ။ဆိုင်ဖွင့်ပွဲမှာစိတ်ကြိုက်သဘောကျတဲ့စိန်တွေကိုဝယ်ပေးနိုင်တဲ့အထိဦးမျိုးတန်ကကြွယ်ဝကျန်တာပါတယ်။အဲအကြောင်းဦးမျိုးတန်ကတော့2025ခုနှစ်ရဲ့အချစ်သက်ဆုံးအမျိုးသားဖြစ်လာမလားလို့တင်မှတ်နေရပါပြီ။ဦးမျိုးတန်ကကလေးတွေရဲ့မမေကို3400တန်ကားကြီးကိုလည်းလက်ဆောင်ပေးပူပါတယ်။သူ့အသက်ကြီးရဆိုပြီးပြစ်ခွာမသွားပဲဂရုစိုက်ပေးတဲ့စနေတွေကိုဦးမျိုးတန်က brand ပစ္စည်းတွေနဲ့မျက်နှာမငယ်အောင်ချပေးတဲ့အပြင်လိုချင်တဲ့စိန်တွေကိုလည်းဝယ်ပေးပါသေးတယ်။စိန်ဆိုင်သွားပြီးလိုချင်တဲ့စိန်တွေဝယ်ပေးတာကဇဝင်ကန်တွေကပဲရှိမယ်လို့ထင်ကြပါတယ်။တကယ်လက်တွေ့မှာလည်းဦးမျိုးတန်လိုချစ်တဲ့သူကရှိနေပြီးစိန်လိုချင်ရင်စိန်ကားလိုချင်ရင်ကားကိုနှာခါပူစားစရာမလိုပဲဝယ်ပေးနိုင်ပါတယ်။ဦးမျိုးတန်ကစနေတဲ့အတွက်လည်းကားတွေစိန်တွေ brand အိတ်တွေဝယ်ပေးတဲ့အပြင်အလှူတွေလည်းမကြာခဏလုပ်ပေးတတ်ပါတယ်။လွန်ခဲ့တဲ့သတင်းကြိုမှာလည်းလာရောက်ကြောခဲ့တဲ့သူတွေကိုဆွဆွပေါင်း1000နီးပါးမုတ်ဖိုးတွေပေးတဲ့အထိစေတနာကောင်းတဲ့သူပါ။ကလေးတွေမွေးဖွားတဲ့အချိန်ကနေစတင်ပြီးစီးပွားရေးတွေအဆင်ပြေလာလို့အလှူတွေဆက်တိုက်လုပ်လာခဲ့တာပါ။ကလေးတွေမွေးဖွားပေးတဲ့အချိန်ကနေစတင်ပြီးအလှူတွေလုပ်လာခဲ့တာသိန်းပေါင်း1000ကျော်လှူဒန်းနိုင်ခဲ့ပြီးဖြစ်ပြီးဒီလိုလှူဒန်းနိုင်တာကလည်းသမင်းတွေရဲ့ကုသိုလ်ကံတရားကြီးမားတာကြောင့်ဖြစ်ပါတယ်။ဦးမျိုးတန်ချက်ချန်သမျှကိုဖြည့်ဆည်းပေးတဲ့အပြင်ပါရမီဖြည့်ပေးတဲ့စနေတွေကိုလည်းကျေးဇူးတင်လို့စိန်တွေကိုစိတ်ကြိုက်ဝေပေးခဲ့ပါတယ်။အရန်ချစ်ပြတဲ့ဦးမျိုးတန်ကိုတော့အားကြနေကြပြီးသူ့ကိုအထင်သေးခဲ့သူတွေတော့ပြန်လည်လေးစားနေရပါတယ်။တရွေရနေပြီဖြစ်တဲ့ဦးမျိုးတန်ကလည်းကလေးတွေအတွက်လည်းဖခင်ကောင်းပြီးသားသူတို့စနေတွေကိုလည်းပို့ပြီးလှလှအောင်ဖန်တီးပေးနိုင်သူပါ။စိန်ဆိုင်ဖွင့်ပွဲကိုတက်ရောက်ပြီးလိုချင်တဲ့စိန်တွေကိုဝယ်ပေးခဲ့တဲ့ဦးမျိုးတန်လိုချစ်တဲ့အမျိုးသားကိုအားကြနေပြီလားဆိုတာကိုမမပြောပြခဲ့ပါအောင်နော်။ချစ်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။